ဒေါက်တာဒူလီတဲ၏ပြန်လွှားစာဖို့အပိုင်း1အခန်း2ဒေါက်တာအားစစ်သေးမောကကြိုးစိုးဖို့ထို့နောက်ဒေါက်တာနှင့်ဇူဇာနာတို့သည်မိအောင်ရှိရဘက်သို့ဥတီ၍ကနူးလေကိုသူတို့တက်ဆွမ်းသမျှလောခကြသည်ညကငြိမ်သက်နေပါ၏သို့သောသမုဒ္ဒရာရေပြင်ကြီး၏တာရှည်စွာမောက်ကြွမှုနှင့်နှိမ့်ကြမှုကကနူးလေကိုစီးစောစီးခိုင်းတယ်လို့နှင်းကြီးမြင့်ကြီးဖြစ်စေသည်ဖြင့်လေကိုဖြောင်းမြောင်းတန်တန်သွားစေရမှာဇူဇာနာ၏ကျွမ်းကျင်စွာထိမ့်သိမ့်ပေးမှုကြောင့်သာဖြစ်ရပေတော့သည်တနာရီကကြာလာသောအခါသူတို့ရောက်ရန်ကြိုးစားနေသောတင်မောသည်သူတို့စီလာနေခြင်းမရှိသည်ကိုဒေါက်တာသတိပြုမိသည်မလာသည့်အပြင်ရက်နေဟန်ပင်ရှိသည်နောက်ဆုံးတွင်အမှောင်ထဲ၌သူတို့ပေါ်စီးမိုးနေသောအရိပ်အောက်သို့ရောက်သောအခါမှဘာကြောင့်ဆိုသည်ကိုသူသဘောပေါက်ပါတော့သည်စစ်သင်းမောသည်သူ၏သင်းမောကိုဝင်တိုးမိခြင်းဖြစ်သည်၎င်းသင်းမောကိုသူကကြောက်ချထားခဲ့ပြီးမီးထွန်းမထားခဲ့ပေညီတို့ဆိုစေရေဓာသင်းမောကတတိထသွားနေသည်မှာကံကောင်းခြင်းဖြစ်သည်သင်းမောနှစ်စီးစလုံးပြင်းပြင်းထန်ထန်အထိခိုက်ရှိဟန်မတူပါစစ်သင်းမောပေါ်မှကျိုးလေကဒဇင်တွဲလောင်းကျနေသည်ကိုတွေ့ရသဖြင့်ဂျွန်ဒူလီတဲကဇူဇာနာနှင့်အတူဆွဲတက်သွားပြီးကပတိန်ကိုတွေ့ရန်ကြိုးစားသည်ကပတိန်ကအရာရှိများအတွက်တီးတန့်တတ်မှတ်ထားသောသင်္ဘောပဲ့ပိုင်းကုန်းပတ်တွင်ဝင်းဝင်းကြွားကြွားလမ်းလျှောက်နေသည်ပါဇက်ကလည်းတစုံတရာကိုရေရွတ်ပြောဆိုနေသည်ဒေါက်တာကရင်ကျေးချေငန်စွာနှုတ်ဆက်သည်မင်္ဂလာညနေခင်းပါခင်ဗျာကျွန်တော်တို့ရနေတဲ့ယာတီဥရုကကောင်းတယ်နော်ကပတိန်ကသူ့စီလျှောက်လာပြီးဒေါသတကြီးဖြင့်လက်သီးဆုပ်ကိုသူ့မျက်နှာအနီးလှုပ်ရမ်းပြရင်ခမည်းကအောက်ကနောအေးလီရဲ့ပိုင်ရှင်လားသူကဘေးမှသင်းမောကိုညွှန်ပြရင်ဒေါသမှုန်တိုင်းကျနေသည်ဟုတ်ပါတယ်ယာကြီးပေါ့နော်ဘာကြောင့်မှလဲခမည်းကောင်းပြီလေခမည်းအုံတော့ကောင်းနေတယ်ဆိုရင်ဒိုက်ပုံလိုဖြစ်နေတဲ့ခမည်းရဲ့သင်းမောကိုမီးထွန်းမထားခဲ့ပဲညမှာကြောက်ချထားခဲ့တာကဘာကြောင့်ဆိုတာကိုပြောပြသမှာခမည်းဘယ်လိုသင်းမောသားလဲဗျကျွန်တော်ကဘရင်မကြီးရဲ့နောက်ဆုံးပေါ်စစ်သင်းမောနဲ့ကျွန်းကုန်းနဲ့ဂျင်မီဘုံးရဲ့နောက်ကိုလိုက်နေတာ3-4ပတ်ရှိပြီကမ်းကြီးတစ်လျှောက်သွားရတာဒါလောက်ကြီးမခက်ပါဘူးဒါပေမဲ့မီးမရှိလဲကြောက်ချပြီးလှိုင်းစီးနေတဲ့သင်းမောတစ်စင်းကိုဝင်တိုးမိတယ်ကံကောင်းသွားတာကရေအနက်ကိုတိုင်းရင်ထွာရင်နဲ့တဖြည်းဖြည်းလေးသွားနေလို့တာပေါ့နိုးမိုးရင်အားလုံးပင်လယ်အောက်ရောက်သွားကြပြီကျွန်တော်ခမည်းသင်းမောကိုအော်ခေါ်သေးတယ်ဒါပေမဲ့အဖြစ်ပြမရဘူးဒါနဲ့ပဲကျွန်တော်သူ့ဘောတက်သွားတယ်လက်ထဲမှာပစ္စတိုကင်ထားပြီးဆင်းနေမယ်တခြားကျွန်းသင်းမောတစ်စင်းထင်လို့ကျွန်တော်ကိုလှည့်စားဖို့လှုပ်ချင်လှုပ်နေမှာဆိုပြီးပေါ့သင်းမောတစ်စင်းလုံးကိုအတန်တိတ်ချွတ်နှင်းပြီးရှားတယ်ဒါပေမဲ့တက်ရှိဆိုလို့တကောင်မှမတွေ့ဘူးနောက်ဆုံးကြမှာကေဗင်ကန်းထဲမှာဝက်တကောင်တွေ့တယ်လက်တင်ကလက်ထိုင်မှာအိပ်ပျော်လို့ဗျဝက်တကောင်လက်ထဲကိုခမည်းသင်းမောအပ်ထားခဲ့တာလားအဲ့နေလို့ကောခိုင်းထားခဲ့သေးလားခမည်းကဒီသင်းမောကိုပိုင်နေဆိုရင်ဘာဖြစ်လို့ခမည်းကသင်းမောပေါ်မှာမရှိရတာလဲခမည်းကဘယ်ရောက်နေရလဲကျွန်တော်ကအမျိုးသမီးတယောက်နဲ့ကနူးလေလော်ထွက်နေတော့ပါဒေါက်တာကဇူဇာနာကိုနှစ်သိမ့်ပြုံးပြရင်ဖြေသည်ဇူဇာနာကတော့ထပ်ပြီးငိုပြမာသည်အမျိုးသမီးနဲ့ကနူးလေလော်ထွက်တယ်ဟုတ်လားကျုပ်ကတော့ကပတိန်ကအထစ်ထစ်အငုံငုံဖြစ်နေသည်ဟုတ်ပါတယ်ခမည်းနဲ့မိတ်ဆက်ပေးပါရစေသူကဇူဇာနာပါကပတိန်သို့တော့ကပတိန်ကအနီးတွင်ရနေသောသင်္ဘောသားတအုပ်ကိုလှမ်းခေါ်ခြင်းဖြင့်စကားကိုဖြတ်ချသည်ကဲပင်လယ်ပြင်ထဲမှာအပျော်ပါလိုက်တဲ့ကိုလူရေခမည်းတို့နောအေးလေးကိုရေဓာသင်္ဘောနဲ့တိုက်မိအောင်ပြစ်ထားခဲ့တဲ့အတွက်သင်္ကန်းစာပေးရလိမ့်မယ်သင်္ဘောတွေအတွက်ထုတ်ထားတဲ့ဥပဒေတွေကိုရေစရာများမှတ်နေသလားသူခေါ်၍လာနေသောသင်္ဘောသားပဲလှဲ့၍ဘုရားကမို့
ဒီလူကိုဖမ်းချုပ်ထားလိုက်ပါအရာခံဘိုးကဟုတ်ကဲ့စာဟုပြော၍ဒေါက်တာသည်သူ့ကိုယ်သူဘာဖြစ်မှမသိလိုက်မီသူ့လက်ကဝတ်နှစ်ဖက်မှာခိုင်မြဲစွာလက်ထိတ်ခတ်ခြင်းကိုခံလိုက်ရသည်ဒေါက်တာကဖြည့်ရှင်းသည့်အနေဖြင့်ဒါပေမဲ့ဒီမျိုးသမီးကဒုက္ခရောက်နေတာဗျကျွန်တော်ကအရေးပေါ်လှုပ်ရှားလို့မီးတွန်းခဲ့ဖို့မေ့သွားတာပါတကယ်တော့ကျွန်တော်သွားတော့မှောင်လဲမမှောင်နေပါဘူးကပတိန်ကအော်ဟေး၍သူ့ကိုအောက်ထပ်ခေါ်သွားငါသူ့ကိုမတတ်မိခင်ခေါ်သွားတော့ဒေါက်တာခင်ဗျလဲနဲ့ငယ်ဆရာကအောက်ထပ်ဆင်းသောလေကားသို့ဆွဲခေါ်ခြင်းကိုခံရသည်သို့တော့လေကားထိပ်သို့ရောက်သောအခါဘေးလက်ရန်ကိုလက်ထိတ်ကခံထားသောလက်များဖြင့်ဖမ်းဆုပ်၍ကပတိန်ကိုပြန်အော်ပြောသည်ဂျင်မီဘုန်းစ်ဘယ်မှာရှိတဲ့ဆိုတာကိုကျွန်တော်ပြောရင်ပြောနိုင်တယ်ကပတိန်ကတိုးပြန်သည်ဘာကွာသူ့ကိုဒီပြန်ခေါ်ခဲ့သားခင်ဗျဘာပြောလိုက်တာလဲကျွန်တော်ပြောတာကဒေါက်တာကလက်ထိတ်ကခံထားသောလက်များဖြင့်လက်ကင်ဘွားကိုဆွဲထုတ်၍နှက်ညစ်လိုက်ရင်ဂျင်မီဘုန်းစ်ဘယ်မှာရှိတယ်ဆိုတာခင်ဗျကိုကျွန်တော်ပြောနိုင်တယ်လို့ပြောတာကျွန်တော်ဆန္ဒရှိရင်ပေါ့ဗျာကပတိန်ကအော်မေးသည်ကျုံကုန်းတဲ့ဂျင်မီဘုန်းစာအစိုးရကကျွန်တော်ကိုလိုက်ဖန်ခိုင်းတာသူ့ကိုပဲဗျသူ့ပဲမလဲဒေါက်တာကလက်ထိတ်များစီတို့ခေါင်းဆက်ပြပြီးအေးဆေးသေးပြောသည်ကျွန်တော်မှန်ညာတွေကလက်တွေအချီခံထားရရင်ကောင်းကောင်းအလုပ်မလုပ်ဘူးဒါတွေကိုဖြုတ်ပေးရင်တော့ကျွန်တော်ပြန်မှတ်မိလာနိုင်ပါတယ်ကပတိန်ကိုဟန်မူရချက်ချင်းပြောင်းသွားသည်အိုးကျွန်တော်ခွင့်ပြုပါအရာကမို့အကျဉ်းသားကိုလှုပ်ပေးပါဟုတ်ကဲ့စားဒီမောသားထို့သူပြော၍ဒေါက်တာဤလက်ကောက်ဝဲများမှလက်ထိတ်ကိုဖြုတ်ပေးပြီးတွားရန်ပြင်သည်ကပတိန်ကသူ့ကိုလှမ်းခေါ်၍အိုးလက်စနဲ့ကုန်းပတ်ပေါ်ကိုကရနိုင်တလုံးယူပေးပါလားကျွန်တော်တို့ဧည့်သည်ပင်မနေရမယ်ထို့နောက်ဒေါက်တာကကပတိန်ကိုဇူဇာနာဤဇက်ကြောင်းနှင့်သူ့ဒုက္ခများကိုပြောပြသည်တင်မောပေါ်မှာအခြားအရာရှိများကလည်းအလုံးဝိုင်းလာပြီးနားတော်ကြသည်还是我们的。 ဒီအမျိုးသမီးရဲ့ယောက်ျားကိုခေါ်သွားတယ်ဆိုတဲ့ကျုံကုန်းတဲ့ဟာခမည်းလိုက်ဖမ်းနေတဲ့ဂျင်မီဘုန်းစ်ကလွယ်လို့တခြားဘယ်သူမှမဖြစ်နိုင်ပါဘူးဒါကိုကျွန်တော်လုံးဝတန်တရားမရှိဘူးဒေါက်တာကထို့သူပြောရသူစကားကိုအဆုံးသတ်သည်ကပတိန်ကပြောသည်အဲ့ဒီတိုင်းလုံးဝဖြစ်နိုင်ပါတယ်ဒီကမ်းခြေတဝိုက်တနေရာမှာသူရှိတယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့အခုသူ့ဘက်မှာလဲသူကဖမ်းမှုခက်တဲ့ငါပဲဒေါက်တာကပြောသည်သူမြောက်ဖက်ကိုထွက်သွားတယ်ဒါပေမဲ့ခမည်းရဲ့တင်မောကမြန်တာပဲဗျသူ့ကိုမိမှာပါတကယ်လို့ပင်လေအော်တွေနဲ့ချောင်းလက်တဲ့ချောင်းသွယ်တွေထဲမှာသူဝင်ခိုးနေတယ်ဆိုရင်လည်းမဟုတ်ပါနဲ့ကျွန်တော်နဲ့အတူငှက်တချို့ပါလာပါတယ်မနေ့လင်းလင်းချင်းသူ့ကိုလိုက်ရှာပြီးသူ့ဘဲမှာဆိုတာကျွန်တော်တို့ကိုပြောပါလိမ့်မယ်ဤတွင်ကပတိန်ကနားထောင်နေကြသောအခြားအရာရှိများ၏မျက်နှာများကိုအာတသင့်ကြည့်သည်သူတို့အားလုံးကမယုံနိုင်စွာဖြင့်ပြုံးကြသည်ကပတိန်ကမေးသည်ငှက်တွေဆိုတာဘာလို့ဆိုလိုတာလဲခိုးတွေလားလေ့ကျင့်ထားတဲ့ကင်နရီငှက်တွေလားဒါမှမဟုတ်တခြားငှက်တွေလားမဟုတ်ပါဘူးလွေခါအတွက်အင်္ဂလန်ကိုပြန်သွားကြတဲ့ပြန်လွှားတွေကိုပြောတာပါသူတို့ကကျွန်တော်တင်မောအိမ်ပြန်တာကိုလမ်းပြပေးမယ်လို့ကမ်းလှမ်းကြတယ်တိတ်ပြီးကျင်နာရကြတာပဲခမည်းသိတဲ့အတိုင်းသူတို့ကကျွန်တော်မိတ်ဆွေတွေလေဤတစ်ကြိမ်တွင်မူအရာရှိများအားလုံးဝလုံးဝဲဝိုင်းရဲလိုက်ကြပြီးသဘောပေါက်သည့်အမူအရာဖြင့်သူတို့၏နှစ်ဖူးများကိုရကြသည်ဒေါက်တာသည်ယူးကြောင်ကြောင်လူဖြစ်နေကြောင်းသူတို့သိပါသည်ဟူသောအမူအရာကိုကြကြခြင်းဖြစ်သည်ထိုအခါကပတိန်ကသူအယူလောက်ခံရသည်ဟုတွေးမိပြီးဒေါသထွက်လာပြန်ရာဒေါက်တာကိုပြန်ဖမ်းချုပ်ရာအမိန်ပေးတော်မူဆဲဆဲတွင်သူ့လက်အောက်မှဒုတိယအရာရှိချုပ်ကသူနာသို့ကပ်၍တီးတိုးပြောသည်အဖိုးကြီးကိုအတူလိုက်ပြီးကြိုးစားခွင့်ပြုလိုက်ပါစားဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဥတီတာကလည်းမြောက်ဖက်ပဲလေကမ်းခြေဆောင်တက်မှာကျွန်တော်နေခဲ့ရတော့ကအင်္ဂလန်ရဲ့တောနယ်ဘက်တွေမှာကျွန်တော်ကြားဘူးတာတချို့ရှိတယ်အဲ့ဒီမှာတရိษံတွေနဲ့ငှက်တွေအပေါ်မှာထ
ထူးထူးဆန်းဆန်းတကူဩဇာညောင်းတဲ့အဖိုးကြီးတယောက်ရှိတယ်တဲ့ဒီလူဟာအဲ့ဒီအဖိုးကြီးပဲဖြစ်ရမယ်လို့ကျွန်တော်ထင်တယ်သူ့နာမည်ကဒူလစ်တဲလို့ခေါ်တယ်သူကအန်ရရှိဖို့မပေါ်ပါဘူးကျွန်တော်တို့အတွက်အထောက်အကူတစ်ခုဖြစ်လာနိုင်ပါတယ်ဒေသခံလူတွေသူ့ပေါ်မှာယုံကြည်ကြတာကတက်တည်ပါပဲနို့မို့ရင်ဒီမိန်းမကသူနဲ့တူဘယ်လာပါမလဲလူပြူတယောက်နဲ့အတူပင်လယ်ထဲကိုထွက်ဖို့ရသူတို့ဘယ်တော့ကြောက်ရွံ့ကြတယ်ဆိုတာခမရသိတာပဲဟာကပတိန်ကခိတ္တမြစဉ်းစားနေပြီးမှဒေါက်တာပဲလှည့်ကျွန်တော်အတွက်တော့ခမရကယူးကြောင်ကြောင်ဆိုတာရှင်းနေပါပြီဒါပေမဲ့ကျုံကုန်တဲ့ဂျင်မီဘုံဆိုဖမ်းတဲ့လမ်းကြောင်းပေါ်မှာကျွန်တော်ကိုတင်ပေးနိုင်လို့ကတော့ခမရဘယ်နည်းကိုတုံးကျွန်တော်ကြည့်မဆိုင်ဘူးမနေ့လင်းချင်းကျွန်တော်တို့လုပ်ငန်းစမယ်ဒါပေမဲ့ဘယင်မရေတက်မတော်ရဲ့ကုန်ကြစိတ်နဲ့ခမရပျော်ဖို့လုပ်တယ်ဆိုရင်တော့ခမရလှုပ်ခဲ့သမျှထဲမှာအဆိုးဆုံးကိစ္စကိုလှုပ်ခဲ့မိပြီလို့သာသိထားပေရောလို့ခမရကိုကျွန်တော်တတိပေးတယ်အခုတော့ခမရလှေပေါ်သွားပြီးမိတွေထုံးမအောင်နောက်ပြီးဝက်ကိုလည်းပြောလိုက်မိတွေငြိမ်းသွားလို့ကတော့အရာရှိသားတောက်ခန်းအတွက်ဝက်ပေါင်ကြောက်အသားလွာအလုတ်ခံရမယ်လို့နော်ဒေါက်တာကကျိုးလေကားမှဆင်းသွားပြီးသူ့သင်းမောပေါ်တက်၍မိများထုံးနေစဉ်ဘယင်မ၏သင်းမောပေါ်တွင်ရဲစရာစားကြနောက်ကြနှင့်ရဲသားများတောင်းအောင်ထွက်နေကြပါသည်သို့သောနောက်ရက်နာနဲ့ခင်းတွင်စစ်သင်းမောပေါ်သူပြန်တက်သွားသောအခါသူနှင့်အတူဗျံလွားတစ်ထောင်ခန့်ပါလာသဖြင့်ဘယင်မရေတက်မတော်မှအရာရှိများသည်သူ့ကိုရဲစရာဖြစ်သဘောမထားရဲကြတော့ပါခလန်းလန်းရှိအာဖရိကကမ်းခြေပေါ်မှနေလုံးမြင့်တဲ့နေပေါ်မှာအလွန်ကြည့်ကောင်းသောနာနခင်းမြင်ကွင်းဖြစ်သည်စပီဒီစကီမာသည်ညကလေးကဒေါက်တာနှင့်အစီအစဉ်များဆွဲပြီးဖြစ်သည်စစ်သေးမောကြီးကြောက်ဆူးနှုတ်၍သူ့လမ်းကြောင်းကိုဥတီရန်လှည့်ပတ်မှုမပြုမီအစောကြီးကလေးကပဲနာမည်ကျော်ဗျံလွားကောင်းဆောင်သည်ရှေ့တွင်မိုင်းချီ၍ကြွေရောက်နှင့်နေပေပြီရွေးချယ်ထားသောခြေရာခံအမဲလိုက်ငှက်တအုပ်ဖြင့်ချောင်းများမြောင်းများဟူသည်များကိုမှုနောက်ရှာဖွေသည်ကမ်းခြေရှိတင်းမောဝင်နိုင်သည်များအပေါက်များကိုရှာဖွေ၍ကျုံကုန်တဲ့ပုံးခိုနေနိုင်မည့်နေရာများကိုရှာကြည့်ကြသည်စပီဒီကဗျံလွားများကိုအသုံးပြု၍ကောင်းကင်ရန်ဂျင်းနှန်းတစ်မျိုးကိုအသုံးပြုရန်ဒေါက်တာနှင့်စီစဉ်ထားခဲ့သည်ကမ်းခြေတစ်လျှောက်တွင်တမ်းမောင်းများစွာသောဗျံလွားငှက်ကလေးများကသူတို့ဘာသာသူတို့ဖြန့်၍ကျိုးတန်းသက်ဖွဲ့နေရာယူပြီးသည်နှင့်တပြိုင်နက်သူတို့ကိုအဆက်ပြောက်များတန်းနေသည့်အတွင်မျက်စိတဆုံမြင်ရသည်ထို့နောက်ရှေ့ဆုံးတန်းရှိကင်းတော်များထံမှမဲလိုက်အဖွဲ့၏တိုးတက်မှုသတင်းများကိုနောက်တန်းမှစစ်သင်းပေါ်၌ကြံငယ်သောဒေါက်တာထံသို့လေချွန်သားများဖြင့်တကောင်နှင့်တကောင်လက်ဆင့်ကမ်းသို့မဟုတ်နှုတ်ဆင့်ကမ်း၍ပို့ကြသည်မွန်တဲကန်ချိန်တွင်ဘုံးစီကျွန်းသင်းမောကိုရှေလျားသောကုန်းမြင့်အငူတကူ၏နောက်ကျောတွင်တွေ့မြင်ရကြောင်းသတင်းရောက်လာသည်အလွန်သတိကြီးစွာထားရမည့်အကြောင်းသတင်းကဆိုသည်ကျွန်းသင်းမောသည်ရွက်များလွှင့်ရန်အစင်တဲ့အနေထားဖြင့်ရှိနေပြီးသတိပြုမိသည်နှင့်တပြိုင်နက်ထွက်ခွာရန်အသင့်ဖြစ်နေ၍ဟုဆိုပါသည်ကျုံကုန်သည်များသည်တောက်ရည်ရှာရန်ရက်ချင်းသာဖြစ်ပြီးလိုအပ်လျင်ချက်ချင်းပြန်လာကြရန်ကင်းဆောင်များအသင့်ချထားသည်ဟုဆိုသည်ဒေါက်တာကဤသတင်းကိုစစ်သင်းမော၏ကပတိန်အားပြောသောအခါစစ်သင်းမောသည်သူ၏လမ်းကြောင်းကိုပြောင်း၍ကမ်းခြေဘက်ကပ်မောင်းသည်ရှေလျားသောအငူဇွန်း၏နောက်ကျောဘက်တွင်အကွဲအကာယူခြင်းဖြစ်သည်တေမောသားအားလုံးကိုလုံးဝတိတ်တိတ်ဆိတ်ဆိတ်နေကြရန်သတိပေးချက်ထုတ်ပြန်ထားသည်ဒို့မှသာကျုံကုန်သည်များသတိမပြုမိလက်အငိုက်တွင်ရှောင်းတခင်အမိဖမ်းနိုင်မည်ဖြစ်သည်ကျုံကုန်သည်များနှင့်တိုက်ရခိုက်ရနှံသည်ကိုမျှော်လင့်၍ကပတိန်ကအမြောက်များကိုအစင်သင့်မြင်ထားကြရန်အမိန့်ပေးသည်အငူကိုကွယ်၍မောင်းနေရမှအငူဆုံးကိုပတ်ကျော်၍ထွက်မိအပြုတွင်နမောနမက်နိုင်သောအမြောက်သမားတစ်ယောက်ကြောင့်အမြောက်တစ်လက်မှမတော်စသကြီးထွက်သွားသည်။အိုးအမြောက်ပြစ်တံကဟိမ့်ထွက်သွားပြီးပဲ့တင်တံကမိုးချင်းတံကဲ့သို့တိတ်ဆိတ်နေသောပင်လယ်ပြင်ကိုလွှမ်းမိုးသွားသည်။ဗျံလွားတို့၏ကျင်းနားလိုင်းမှတရင်ပို့ချက်ကချက်ချင်းရောက်လာသည်
ကျွန်းကုန်သည်များသည်တရီအပေးခံလည်းရ၍ထွက်သွားကြပြီဖြစ်သည်ဟုဆိုသည်နောက်ဆုံးတွင်စစ်သင်းမောသည်အငူဆုံးကိုကြော်မိသောအခါကျွန်းသင်းမောသည်ပင်လယ်ပြင်တွင်လုံးလုံးရောက်ရှိနေပြီးစစ်သင်းမောကို10မိုင်အသာစီးဖြင့်ရှေ့မှခရီးနှင်နေသည်ကိုတွေ့ရပါတော့သည်